တမိုင်းမှာနာမည်အကြီးဆုံးမိစ္ဆာတယောက်အကြောင်းပြောပြပါဆိုရင်အားလုံးကမဒူးစားလို့တညီညွတ်တဲ့ဖြစ်ကြပါလိမ့်မယ်။သူမဟာရက်ဆက်တဲ့သူမရဲ့မျက်လုံးရင်းစုံရည်သူတိုင်းကိုသွေးအေးနဲ့ကြောက်ရွံ့ဖယ်အောင်လုပ်ပစ်တတ်တယ်။သူမရဲ့ခေါင်းပေါ်မှာတစ်ဖက်ဖက်နဲ့တွန့်လင်နေတဲ့အစိတ်ရှိမွေးတွေဟာသူမဘလောက်ရုပ်မာလဲဆိုတာကိုပြနေတယ်လို့ပဲ။လူတွေကသူမကိုကျိန်စာတစ်နေတဲ့မိမယူလို့ကောက်ချက်ချကြတယ်။သူရဲကောင်းဆိုသူတွေကလည်းသူမရဲ့ခေါင်းကိုဖျက်ဖို့တယောက်ပြီးတယောက်စူးစမ်းခဲ့ကြတယ်။တကယ်တော့မဒူစာဟာမိစ္ဆာမအဖြစ်မွေးဖွားလာတာမဟုတ်ပါဘူး။သူမဟာလူသားမိန်းကလေးတယောက်ပါ။သူမမှာအဖြစ်ဆိုလို့တစ်ခုပဲရှိတယ်။အဲ့ဒါကတော့မလပတဲ့နေရာမှာလပနေခဲ့တာပါပဲ။သူမဟာနတ်ဖျားမအတီနာရေးဖျားเจ้าမှာအလွတ်အကျွေးပြုရင်ဘဝကိုဖြူဖြူစင်စင်ဖြတ်တန်းခဲ့တဲ့သူပါ။ဒါပေမဲ့ပင်လယ်နတ်ဖျားပိုဆိုင်တင်ကသူမရဲ့အလှကိုတွေ့သွားရဲ့အခါမှာတော့အရာအလုံးပျက်စီးသွားပါတော့တယ်။အဲ့ဒီညကနတ်ဖျားတစ်ပါးရဲ့အတင်းအဓမ္မအနိုင်ကျင့်ခြင်းကိုသူမခံခဲ့ရတယ်။အကာအကွယ်ပေးရမယ့်ဖျားเจ้าရဲ့ကျမ်းပြင်ထံမှာသူမရဲ့အပြိုစင်ဘဝဟာရရက်ဆက်ဆက်အနှင်းခံလိုက်ရတယ်။သူမဟာနစ်နာသူပါ။ဒါပေမဲ့လောကကြီးကသူမကိုတရက်ခံဖြစ်အောင်စပြီးဖန်တီးခဲ့ပါတယ်။နတ်ဖျားမအတီနာပေါ်လာတဲ့အခါမှာကျူးလွန်ခဲ့တဲ့အမျိုးသားကိုအဖြစ်မပေးဘဲအားငယ်နေတဲ့မဒူစာကိုပဲအပြစ်တင်ခဲ့တယ်။နေ့ရဲ့အလှကအမျိုးသားတွေကိုဖျားယောင်းနေတာပဲ။ဒါကြောင့်ဘသူမှနင့်ကိုထပ်မကြည့်နိုင်အောင်လုပ်ပစ်မယ်လို့ဆိုပြီးသူမရဲ့စပင်းဒီကိုမွေးဒီအဖြစ်ပြောင်းလဲပစ်ခဲ့တယ်။ဒါပေမဲ့ဒီနေရာမှာလူတွေမသိတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒီကျင်းစာဟာတကယ်တော့အတီနာပေးခဲ့တဲ့လက်နက်တစ်ခုပါ။နောက်ထပ်ဘေးအယောက်ျောင်းမှမဒူစာကိုလက်ဖျားနဲ့တောင်မထိရအောင်သူမကိုအဝေးကနေမြင်တာနဲ့အသက်ပြောက်သွားအောင်ကာကွယ်ပေးလိုက်တာပါ။မဒူစာအထွတ်တော့အဲ့ဒီမွေးဒီဟာသူမကိုဘသူမှထပ်ပြီးနာကျင်အောင်မလုပ်နိုင်တော့တဲ့အရှင်လက်လက်ခံတက်ကြီးချက်သွားခဲ့ပါတယ်။သူမရဲ့ဂူရှိမှာရှိနေတဲ့ကြောက်ရွံ့တွေဟာသူမကလိုက်တက်လို့ဖြစ်လာတာမဟုတ်ပါဘူး။သူမရဲ့အေးချမ်းမှုကိုဖျက်ဆီးဖို့သူမရဲ့ခေါင်းကိုဖြတ်ပြီးနမေကြီးကျင်တို့လက်နက်တွေနဲ့ဝင်လာတဲ့လူတွေသာဖြစ်ပါတယ်။မဒူစာဟာဂူရဲမှာတယောက်တည်းငိုနေခဲ့ပါတယ်။သူမကတော့ငါစီမလာကြတော့ဘူးလို့တောင်းပန်နေခဲ့ပေမဲ့လူတွေကတော့သူမကိုတတ်ရမယ်ဆုလာတစ်ခုလိုပဲသဘောထားကြခဲ့တယ်။တမိုင်းမှာမဒူစာကိုမိစ္ဆာမလို့ရေးခဲ့ကြပေမဲ့တကယ်အဖြစ်အမှန်ကတော့သူမဟာလောကကြီးရဲ့မတရားမှုကိုခံစားခဲ့ပြီးကိုကာကွယ်ဖို့အတွက်မိစ္ဆာမဟန်ဆောင်ခဲ့ရတဲ့မိန်းကလေးတစ်ယောက်သာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာလည်းမဒူစာတွေအများကြီးရှိပါတယ်။အနိုင်ကျင့်ခံရလို့စိတ်သက်တွေမာကြောသွားတဲ့အခါလူတွေနဲ့ဝေးရမှာခံတက်ဆောက်ပြီးနေထိုင်တဲ့အခါလောကကြီးကသူတို့ကိုလူဆိုးလို့အလွယ်တကူသစိတ်ကပ်လေးရှိပါတယ်။တင်ကတော့အခုထိမဒူစာကိုမိစ္ဆာမလို့ပဲမြင်နေတော့လား။